Wi-Fi line ဆွဲအားမကောင်းဘူးဆိုပြီးစိတ်ညစ်နေတဲ့မိတ်ဆွေများဒီနေ့ Wi-Fi ကို line ဆွဲအားကောင်းအောင်ဘယ်လိုလုပ်ရမှာလဲဆိုတာကိုကျွန်တော်ဒီနေ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်နော်ဘယ်လိုလုပ်ရမှာလဲဆိုတာကိုအရင်ဦးဆုံးကိုယ့်ရဲ့ setting တွေကိုဝင်ရမှာဖြစ်ပါတယ်နော်ဒီဝင်ပြီးသွားလို့ရှိရင်ဘယ်လိုနှိပ်ရမှာလဲဆိုတာကိုအောက်ဆွဲလိုက်ပေါ့နော်ဆွဲပြီးသွားလို့ရှိရင်ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်ပြထားတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါဒီနေရာလေးပေါ့နော်ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားလို့ရှိရင်ဒီအပေါ်ဆုံးဟာကိုတစ်ချက်ပြန်နှိပ်လိုက်ပါဒီနေရာလေးပေါ့နော်ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါဒီနှိပ်ပြီးသွားလို့ရှိရင်ဒီအောက်ဟာကိုပေါ့နော်ဒီစာကိုတစ်ချက်နှိပ်လိုက်ပါဒီနှိပ်ပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ဖုန်းမှာထည့်ထားတဲ့ password ကိုထည့်လိုက်ပေါ့နော်ထည့်ပြီးသွားလို့ရှိရင်နှိပ်လိုက်ပါနှိပ်ပြီးသွားလို့ရှိရင်နောက်တစ်ချက်ကိုနှိပ်လိုက်ပါဒီနှိပ်ပြီးသွားလို့ရှိရင်ခဏလေးစောင့်ပြီးလိုက်ပေါ့နော်ဒီလိုမျိုးအပေါ်မှာဒီလိုမျိုးကြာလာမှဖြစ်ပါနော်ဒီလိုမျိုးဆိုရင်ရပါပြီနော်ပြန်ထွက်လိုက်ပါနော်ပြန်ထွက်လိုက်ပါကဲထွက်ပြီးတော့လို့ရှိရင်ကိုယ့်ရဲ့ Wi-Fi တဲ့ကိုပြန်ဝင်လိုက်ပါနော်ဝင်ပြီးတော့လို့ရှိရင်ခဏလေးစောင့်ပေးလိုက်ပါနော်ကဲဝင်လာပြီးတော့လို့ရှိရင်ခုနကတုံးထားတဲ့ Wi-Fi ကိုပြန်နှိပ်လိုက်ပါနော်ကဲဒီမှာတော့ခုနကတုံးထားတဲ့ Wi-Fi ကိုပြန်ချိတ်တာပေါ့နော်မိတ်ဆွေများတော့ခုနဖြတ်ထားတဲ့ဟာကိုWi-Fi နောက်တစ်ခါပြန်ဝင်လို့ရှိရင်အဲ Wi-Fi password ကိုပြန်ထည့်ရမှာဖြစ်ပါတယ်နော်မိတ်ဆွေများတို့ထည့်ပြီးသွားလို့ရှိရင်ဒီ YouTube ထဲမှာပဲဖြစ်ဖြစ်ပေါ့နော် Facebook ထဲမှာပဲဖြစ်ဖြစ်ဗီဒီယိုကြည့်တဲ့အချိန်ကိုမိတ်ဆွေများတိတိတတ်တာကိုမြင်တွေ့ရမှာဖြစ်ပါတော့ကိုယ့်ရဲ့ line ကိုဆွဲအားကောင်းလာမှာဖြစ်ပါတယ်နော်ဒီဗီဒီယိုကိုအကျိုးရှိမယ်လို့ထင်ပါတယ်နော်